အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ YouTube မှာဗီဒီယိုတစ်ပုဒ်ကိုဘယ်လိုမျိုးစနစ်တကျတင်ရမယ်ဆိုတာကိုအသေးစိတ်လေးမျှဝေပေးထားတာဖြစ်ပါတယ်မိမိရဲ့ YouTube channel တစ်ခုမှာကျွန်တော်တို့ view တွေ subscriber တွေများလာအောင်ဘယ်လိုမျိုးစနစ်တကျတင်ရမယ်ဆိုတာကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ဖုန်းထဲက Chrome browser လေးကိုဝင်လိုက်မယ်ဆက်ပါမှာ YouTube Studio ဆိုပြီးရိုက်ရှာလိုက်မယ် YouTube Studio ကိုကျွန်တော်တို့တစ်ချက်ဝင်လိုက်မယ်ဆက်ကလေး30ကိုနှိပ်ပြီးတော့အောင်းသားလေးကိုဆွဲပြီး desktop site ကလေးကိုအမှန်ချစ်ပေးပါပြီးရင် create ကိုနှိပ်ပါအဲ့မှာ upload ရှိမယ် like ရှိမယ် post ရှိမယ်ကျွန်တော်တို့ကဗီဒီယိုတင်မှာဖြစ်သည့်အတွက် upload ကိုနှိပ်ပါ slide file ကိုနှိပ်ပါပြီးရင်ကိုတင်မဲ့ဗီဒီယိုတစ်ပုဒ်ကိုရွေးပါဗီဒီယိုရွေးပြီးဆိုတော့ကျွန်တော်တို့ရဲ့ title နေရာမှာကျွန်တော်တို့ရဲ့ခေါင်းစဉ်ကိုရွေးမယ်ကျွန်တော်ဗီဒီယိုရဲ့ခေါင်းစဉ်ပေါ့ဗျာဥပမာတစ်ခုကျွန်တော်က Gmail အကောင့်ဖွင့်နည်းပေါ့ဒီဟာလေးကိုထည့်လိုက်မယ်ပြီးရင် description ပေါ့ description ဆိုတာမြန်မာလိုပြောရင်အကြောင်းအရာပေါ့ဒီဗီဒီယိုမှာဘာတွေပေးထားမယ်ဒီဗီဒီယိုကိုကျွန်တော်တို့ဘယ်လိုမျိုးအသေးစိတ်ရှင်းပြထားလဲဆိုတာကိုကျွန်တော်တို့ရေးရမယ်ပြီးရင်ကျွန်တော်တို့ share ထည့်ရမယ် share ကကျွန်တော်တို့ဗီဒီယိုနဲ့သက်ဆိုင်တဲ့ share ကျွန်တော်တို့ဗီဒီယိုက Gmail အကောင့်ဖွင့်နေဆိုတော့ Gmail အကောင့်ဖွင့်တဲ့ဟာနဲ့သက်ဆိုင်တဲ့ share ကလေးတွေထည့်လို့ရတယ်ပြီးသွားရင်ကျွန်တော်တို့ thumbnail ပေါ့ thumbnail ဆိုတာဒီရှေ့မှာမြင်ရတဲ့ဟာပေါ့ဗျာပထမဆုံးပုံကိုကြည့်လိုက်တာနဲ့ဒီဗီဒီယိုကိုကြည့်ကျင်စိတ်ပေါက်သွားအောင်မြင်ရတဲ့ပုံပေါ့ဒီဟာကိုကတ်တို့ကန်ပါတို့မှာကိုကြိုက်တဲ့နေရာမှာလုပ်လို့ရတယ်လုပ်ပြီးလို့ရှိရင်ဒီမှာ thumbnail တင်လို့လည်းရတယ်ဗျဒီ thumbnail ကလည်းဒါလူစိတ်ဝင်စားမှုကိုအများကြီးပေးပါတယ်ဒါလည်းအရေးကြီးပါတယ် playlist ဆိုတာကဒီဗီဒီယိုကိုကြည့်ရင်ဒီနောက်ဖက်ထပ်ဗီဒီယိုကြည့်ကြအောင်ဒီလိုမျိုးပေါ့ဗျာဆွဲဆောင်တဲ့အပိုင်းလေးပေါ့ဒါလေးကလည်းဒီအရင်ဗီဒီယိုရဲ့ခေါင်းစဉ်လေးနဲ့ description လေးရေးပြီးတော့ထည့်လို့ရတယ်ကျွန်တော်ကအဲ့ playlist ထဲမှာအရင်ဗီဒီယိုမှာကျွန်တော် YouTube channel ထောင်လေးထည့်လိုက်မယ်ပြီးရင်ဒီမှာဓာတ်ကိုနှိပ်လိုက်မယ်ပြီးရင်အောက်မှာလာပြီးဒီဗီဒီယိုကကျွန်တော်တို့ကလေးတွေအတွက်မဟုတ်တဲ့အတွက်ကျွန်တော်တို့ no ကိုလို့လည်းရွေးလိုက်ပါဒါကလေးတွေအတွက်မဟုတ်ပါဘူးကျွန်တော်နောက်ထပ်အရေးကြီးတာက show more ကိုနှိပ်လိုက်ပါကျွန်တော်တို့ဗီဒီယိုထဲမှာသူများကြော်ညာပါလားမပါဘူးဆိုလို့ရှိရင်ကျွန်တော်တို့အမှန်ချစ်စရာမလိုဘူးပေါ့နော်ဒါလေးကကဲ၍ကျွန်တော်တို့ကကြော်ညာတွေလက်ခံထားရဆိုရင်ဒါအမှန်ချစ်ကိုချစ်ပေးရမယ်ပေါ့နော်ဒီအောက်ကဟာလေးကဒါသူများဗီဒီယိုကိုယူသုံးထားလားပေါ့မိတ်ဆွေတို့ကသူများဗီဒီယိုကိုယူသုံးထားလို့ရှိရင် yes ကိုနှိပ်ပါကျွန်တော်ကတော့ယူသုံးထားတာမဟုတ်သည့်အတွက်ကျွန်တော် no ကိုရွေးလိုက်ပါမယ်ကျွန်တော်အရေးကြီးဆုံးက touch ပေါ့နော်တက်ဆိုတာကကိုယ့်ဗီဒီယိုကိုသူများတွေကရှာလိုက်လို့ရှိရင်မြင်တွေ့အောင်လို့ကျွန်တော်တို့ကထည့်ရမှာအခုကျွန်တော်ဗီဒီယိုဆိုလို့ရှိရင်ဒီ test နေရာမှာ Gmail အကောင့်ဖွင့်နည်းကော်မာလေးချလိုက်ဒီကျွန်တော်ကိုယ့်ဗီဒီယိုကိုဘယ်လိုမျိုးပုံစံနဲ့ရှာနိုင်လဲပေါ့ဥပမာ YouTube channel ထောင်နည်း YouTube ဗီဒီယိုတင်နည်းဒီလိုမျိုးလေးတွေကိုကော်မာလေးချပြီးထည့်လို့ရှိရင်ကြည့်ရှုသူကရှာလို့ရှိရင်တန့်တွေ့နိုင်တယ်ပေါ့ဗျာတက်ကတော့အရေးကြီးတယ်ပေါ့ဒီတက်ကကိုစဉ်းစားမိတဲ့လောက်ပေါ့ဗျာနည်းနည်းများလေးထည့်လို့ရတယ်ပေါ့ဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တော်လေးပြီးသွားပြီ language ကတိတ်အရေးမကြီးဘူးကျွန်တော် YouTube license နေရာမှာကျွန်တော် standard YouTube license ကိုရွေးလိုက်မယ် comment တွေဖွင့်ခြင်းလဲဒီမှာဖွင့်လို့ရတယ် comment တွေပိတ်ခြင်းလဲဒီမှာပိတ်လို့ရတယ်ပေါ့နော်ကျွန်တော်ရဲ့ content တွေကဆက်ဆိုထားဟာပါလား80 plus တွေပါလားကြမ်းဖက်မှုတွေပါလားဒါမျိုးတွေပါလားဆိုတာကိုသူကစစ်ဆေးတာဖြစ်ပါတယ်ကျွန်တော်ရဲ့ content အရှင်းနဲ့ဘာမှမပါဘူးဆိုလို့ရှိရင်ဒီဟာလေးကိုနှိပ်လိုက်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ပြီးတဲ့လောက်ပြီးသွားပြီကျွန်တော်တို့ရှေ့ကိုရွှေ့လို့ရပြီဒီဟာလေးကတော့ဒါဗီဒီယိုရဲ့အဆုံးမှာနောက်ထပ်ဗီဒီယိုတစ်ခုကိုကြည့်အောင်လို့ကြည့်ရှုလို့ရအောင်ကြော်ညာရဲ့သဘောအနေနဲ့ထည့်တာဖြစ်ပါတယ်ချို့ဗီဒီယိုမှာပေါ်ရလေဗီဒီယိုတစ်ပုတ်ပြီးတာနဲ့နောက်ထပ်ဆက်ဗီဒီယိုလေးကိုဒီနေရာလေးမှာထည့်ပြီးတော့ပြတာဖြစ်ပါတယ်ပြီးသွားပြီဟေ့ဆိုကျွန်တော်တို့ next ကိုနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ YouTube ဗီဒီယိုကို upload လုပ်ဖို့အဆင့်တော်တော်များများပြီးသွားပြီကျွန်တော်တို့ visually နေရာမှာကျွန်တော်တို့ကိုယ် subscribe လုပ်တဲ့လူတွေကြိုင်မဲ့တီးတက်တင်လို့ရတယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ people public ကိုတင်မယ်ဆိုလဲ public ကိုတင်လို့ရတယ် public ကိုတင်တဲ့နေရာမှာလဲကျွန်တော်တို့အချိန်ပေးပြီးတင်လို့ရတယ်ဒီတိုင်းဓာတ်ရိုက်ပေးပြီးလဲတင်လို့ရတယ်ပေါ့နော်ဒါကတော့ကိုကြိုက်နေတဲ့ရာနဲ့ရွေးပြီးတင်နိုင်နေပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ YouTube ဗီဒီယိုတစ်ပုဒ်က view တွေများတဲ့လောက်များမဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်ပါတယ်ကဲ၍ YouTube ဗီဒီယိုတစ်ပုဒ်တင်တဲ့နေရာမှာတက်တွေရှက်တွေထည့်တာတွေကိုနားမလည်လို့မသိလို့ရှိရင် AI မှာတွားရောက်မေးမြန်းလို့ရပါတယ်အဆုံးအထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုကနေအသိပညာဘိုးစုတာရတယ်ဆိုရင်
channel လေးကို like and subscribe လုပ်ဖို့မမေ့နဲ့နော်